မြန်မာအမျိုးသမီးလိရဲ့အစွန်းနှစ်ဖက်သို့မဟုတ်ရွှေရောင်နောက်ွယ်ကအမောင်ချမ်းလက်တလောကျင်းပနေတဲ့2026-2029ရာသီမြန်မာအမျိုးသမီးလိပြိုင်ပွဲမှာတစ်ဖက်ကငွေကြေးပံ့ပိုးမှုအသစ်တွေပြည်ပကစားသမားတွေနဲ့စီကားတိုက်မြိုက်နေတဲ့အောင်ရှိတော့လဲအခြားတစ်ဖက်မှာတော့အောက်ခြေကစားသမားတွေရဲ့ငိုရှိုက်တန်တွေစီမံခန့်ခွဲမှုပြက်ကွက်မှုတွေနဲ့ပြည့်နှက်နေပါတယ်ဒါကိုပင်မြန်မာအမျိုးသမီးဘောလုံးလောကရဲ့အစွန်းနှစ်ဖက်လို့ဆိုရမှာဖြစ်ပြီးရွှေရောင်လွှမ်းမဲ့အလားအလာတွေရဲ့နောက်ွယ်မှာဘဝနဲ့ယဉ်ပြီးရုန်းကန်နေရတဲ့အမောင်ချမ်းတစ်ခုရှိနေပါတယ်။ဒီရာသီမှာမြန်မာအမျိုးသမီးလိဟာစပွန်ဆာကုမ္ပဏီတွေနဲ့လက်တွဲပြီးချန်ပီယံဆုကြေးကိုငွေကျပ်သိန်း1000ထိတိုးမြင့်ပေးခဲ့ပါတယ်။ဒါ့အပြင်အသင်းတိုင်းကိုအခြေခံထောက်ပံ့ကြေး3500စီပေးရခဲ့တဲ့အပြင် AYA ပေးရဲ့ပံ့ပိုးမှုနဲ့ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကိုပင်ငွေသား9သိန်းထိတိုးမြင့်ချီးမြှင့်ခဲ့ပါတယ်။ပြည်သက်အပိတ်မှုမြင့်တက်လာတာနဲ့အညီအခုလိုပံ့ပိုးမှုတွေကြောင့်ရေနာပုံ ARD နဲ့ဇွဲကမိန် United စတဲ့ကလပ်အသင်းအချို့ဟာဖိလစ်ပိုင်၊ဂါနာ၊ထိုင်းနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကပြည်ပကစားသမားတွေကိုခေါ်ယူပြီးလိရဲ့ပုံရိပ်ကိုမြင့်တင်လာကြတာတွေ့ရပါတယ်။သို့တော်လည်းဒီစုချင်းငွေသိန်း1000ကြီးဆိုတဲ့ကိန်းဂဏန်းတွေရဲ့အောက်မှာတော့မြန်မာလက်ရွေးစင်အဆင့်ကစားသမားတွေကိုယ်တိုင်ရင်ဆိုင်နေရတဲ့လက်တွေ့ဘဝကရင်းနှီးစရာကောင်းတဲ့အဖြစ်အပျက်တွေရှိနေပါတယ်။အကြသိမိကသစ္စာအမှန်အသင်းရဲ့ကစားသမားဖြစ်တဲ့ဒီဇင်ဘာ2ရက်ပွဲပြီးအင်တာဗျူးဟာတနိုင်ငံလုံးကိုလှုပ်ခတ်သွားစေခဲ့ပါတယ်။သူမကဂုံသိက္ခာနဲ့အနာဂတ်အန္တရာယ်ကိုငဲ့ကွက်မနေတော့ပဲအသင်းရဲ့ကစားသမားတွေထမင်းအောင်နတ်မှန်အောင်မစားရပါဘူးလို့တတိရှိရှိဖွင့်ဟခဲ့တာဖြစ်ပါတယ်။ပရိုလီလိုကြွေးကြော်ထားတဲ့ပြိုင်ပွဲတစ်ခုရဲ့ကစားသမားတွေဟာအာဟာရပြည့်ဝဖို့နေနေသားသားထမင်းနတ်မှန်ဖို့ကိုပင်ရုန်းကန်နေရတာဟာမြန်မာဘောလုံးလောကရဲ့အကြီးမားဆုံးအမောင်ချမ်းပင်ဖြစ်ပါတယ်။အားနဲ့ကတော့အများကြီးပါပဲအခုအတင်းဆိုလဲဝတ်စုံတွေပါစားအကုန်လုံးပေါ့ဘာမှထောက်ပံ့မှုမရှိဘူးကွာနောက်မှလို့အခုဆိုတော့ထမင်းကမျိုးနောက်နေ့ထမင်းမစားရတဲ့အဲ့လိုရှိရအခုထိန်နီကာလာဆိုတာကိုယ့်ကိုထမင်းစားပြီးလောက်ကန်ခဲ့ရတယ်ရှိပါတယ်အဲ့အားနဲ့ချက်အများကြီးပါပဲသူများဆိုအကုန်လုံးဘာမှမလုပ်ကိုင်းဘာမှလူလည်းမရှိဘူးကွာထိန်နီအောင်တရက်ချိန်နဲ့နတ်မအောင်ဆင်းနေတာလည်းမျိုးအများကြီးပါပဲဒီလိုပြက်ကအခုမှဖြစ်ပွားခဲ့တာမဟုတ်ကြောင်းကိုလည်းရွေးစင်အောင်ဂျူလိုင်ကျော်ကရင်ဖွင့်ထားပါတယ်သစ္စာအမှန်အသင်းမှာ9နှစ်နီးပါးကစားပြီးစုတစိတ်များစွာယူပေးခဲ့တော့လေထမင်းစည်းအတွက်တရက်ကို3000ကနေ9000ကျပ်မျှသာရပြီးဒါကူတော့9%နဲ့ကိုအရင်စိုက်ချက်စားခဲ့ရပြီးနောက်မှပြန်ရတာမျိုးရှိခဲ့တယ်လို့ဆိုပါတယ်။ပိုဆိုးတာကတော့အသင်းအတွက်ကစားပေးရင်ဒူးယူပြဲသွားချိန်မှာတော့အသင်းဘက်ကလှည့်မကြည့်ပဲ9%နဲ့ကိုအိတ်ဆိုင်ခွဲခဲ့ရကြောင်းနောက်ဆုံးမှာတော့ဘောလုံးလောကကိုစိတ်ကုန်ပြီးစောစီစွာနှုတ်ဆက်ခဲ့ရတယ်လို့လူမှုကွန်ရက်မှာဆိုထားပါတယ်။နိုင်ငံတကာပြိုင်ပွဲတွေများစွာပါဝင်ကစားခဲ့ရပြီးနာမည်ကြီးအသင်းဖြစ်တဲ့ ISP လို့အသင်းကလူမှုကွန်ရက်မှာ active မဖြစ်တဲ့အပြင်ပေတောင်ကောင်းကောင်းမရှိတာဖြစ်ပါတယ်။ပြည်သက်အင်အားရောအောင်မြင်မှုပါများပြတဲ့အသင်းကြီးအနေနဲ့ကစားသမားတွေရဲ့ပုံရိပ်တွေနဲ့ပွဲစဉ်ချက်လက်ဆိုင်ရာသတင်းတွေကိုဖော်ပြမပေးတာဟာမဖြစ်သင့်တဲ့အကြောင်းလူမှုကွန်ရက်မှာဝေဖန်မှုတွေရှိနေပါတယ်။ဘုံမဆိုလက်ကန်နေစင်နာတော့နေရာဥမ္မာနဲ့ကိုကောက်ွယ်ထားခဲ့ရတာဖြစ်ပါတယ်။ဒီမှာ ISP တင်မယ်လင်းမြင့်မို့လက်ရှိပြည်တွင်းမှာနာမည်ကြီးအသင်းဖြစ်တဲ့ချန်ပီယံ ARD မျိုးသမီးအသင်းကတော့ပြည်ပကစားသမားတွေသာမကပြည်တွင်းကနာမည်ကြီးမေထက်လူလိုကစားသမားနဲ့လက်ရွေးစင်ကစားသမားအများအပြားကိုခေါ်ယူအားပေးထားပြီးပြည်သက်အားပေးမှုတွေအခိုင်အမာရှိနေတာဖြစ်ပါတယ်။ဂျာစီစပွန်ဆာတွေကြော်ညာတွေနဲ့တကယ့်ကိုစစ်မိတဲ့အသင်းကစားသမားတွေကလည်းကျန်းမာရေးကအစားအသောက်ဂျင်းနေရာထိုင်ခင်းအစုံပြည့်စုံလူနီးပါးဖြစ်နေပါတယ်။လူမှုကွန်ရက်မှာတော့ ARD ကစားသမားတွေရဲ့အပျော်ဟာပြည်သက်တွေကိုအားတက်စေပါတယ်။တစ်ဖက်မှာတော့ဂျာစီစပွန်ဆာရှိဖို့နေနေသားသားပွဲပြီးလို့ကစားသမားချင်းအဝတ်လဲကျင်ရင်တော့အပိုမရှိလို့မလဲရတဲ့အဖြစ်တွေထိဆိုးနေတာပါလေ့ကျင့်ရေးကွင်းကောင်းကောင်းမရှိလို့ကြုံရမီကွက်လက်မှာလေ့ကျင့်နေရတဲ့အဖြစ်တွေငွေကြေးမပြည့်စုံမှုတွေကြားကစားသမားချင်းချင်းတောင်မျက်နှာငယ်ရတဲ့အခြေအနေမျိုးဖြစ်ပါတယ်မြန်မာဘောလုံးလောကကြာဆင်းလာရခြင်းဟာကစားသမားတွေကြောင့်မဟုတ်ပဲအုပ်ချုပ်စီမံသူတွေရဲ့ညံပြင်းမှုတွေကြောင့်ဖြစ်ကြောင်းကိုလည်းဝေဖန်မှုတွေရှိနေပါတယ်။မြောက်ရီသစ္စာအမှန်အာကသိပ္ပံကဲ့သို့သောအစိုးရပိုင်းအသင်းတွေဟာပုံမူပံ့ပိုးပေးနိုင်တဲ့အနေအထားရှိပေမဲ့လည်းအသင်းပြည်ုံတက်နာမည်တစ်ခုပေးပြီးပြည်ချင်းအဖြစ်ထားရှိခြင်းတွေကြောင့်ကစားသမားတွေစိတ်ပြက်ကထွက်ခွာကုန်ကြတာမျိုးရှိခဲ့တယ်လို့လည်းသိရပါတယ်။ကွင်းမိုင်ဆိုင်တဲ့အဖွဲ့အစည်းတွေဘက်ကလည်းဂိုးကြီးညာဖို့ပွဲကြည့်စဉ်နဲ့ကြည်ရဆိုးလာတဲ့ကွင်းမျက်နှာပြင်တွေကိုပြုပြင်တာမျိုးမရှိပဲပစ်ထားခြင်းဟာလည်းလိရဲ့ပုံရိပ်ကိုအောက်ဆုံးထိဆွဲချနေသလိုဖြစ်နေတယ်လို့ဆိုကြပါတယ်။
ပြီးကြတဲ့ရက်ကပြည်ပနာမည်ကြီးကစားသမားတွေခေါ်ယူအားဖြည့်ထားတဲ့ရဲနာဘုံအမျိုးသမီးအသင်းဟာသူတို့ရဲ့လေ့ကျင့်ခန်းဆင်းနေတဲ့ပုံရိပ်တွေကိုလူမှုကွန်ရက်မှာမျှဝေလာပါတယ်။အဲ့ဒီပုံတွေထဲမှာတော့ကစားကွင်းဟာရှုံးပွက်တွေနဲ့ပြေကြံပြီးကစားသမားတွေလေကွင်းထဲမှာအပျော်ကန်နေရသလိုထင်ရလောက်အောင်မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။မြန်မာမျိုးသမီးလိဟာလှပတဲ့အစူချင်းငွေစာချုပ်တွေပြည်ပကစားသမားတွေနဲ့အပေါ်ယံတောက်ပနေပေမဲ့အောက်ခြေမှာတော့ကစားသမားတွေရဲ့စာဝတ်နေရေးကျန်းမာရေးနဲ့အခြေခံအခွင့်အရေးတွေပြတ်သုံးနေတဲ့အစွန်းနှစ်ဖက်ဖြစ်တည်မှုကိုကြုံတွေ့နေရတာဖြစ်ပါတယ်။မပန်ပိုးနိုင်ရင်အသိမထောင်ပါနဲ့ဆိုတဲ့ပြည်သက်တွေရဲ့အတန်ကိုစီမံခန့်ခွဲသူတွေနဲ့သက်ဆိုင်ရာဝန်ကြီးဌာနတွေနားထောင်ဖို့လိုအပ်နေပြီပဲဖြစ်ပါတယ်။ပြည်သက်အားပေးမှုမြင့်တက်လာတဲ့အညီအစွန်းတစ်ဖက်ကအမောင်ချမ်းကိုအမြန်ဆုံးမလင်းထိန်နိုင်ပါကကျွန်တော်တို့မျှော်လင့်နေတဲ့မြန်မာအမျိုးသမီးဘောလုံးလောကဟာတစားတစားနဲ့ပျက်စီးခြင်းစီကိုဥတီသွားတော့မှလားဆိုတာစောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်အမျိုးအကြီးနဲ့လည်းတိတ်ချလည်းမလုပ်ထွေနေလည်းတိတ်ချမလုပ်ဖြစ်လို့ထင်ပါတယ်အားရမျိုးပြီးတော့လည်းဒီလက်ရစင်းနဲ့တိတ်ချလည်းမပူပေါင်းရတယ်ပေါ့တိတ်ချလည်းထွေနေလည်းမစင်းရတယ်ကောင်းကောင်းမွန်အဲ့လိုမျိုးချင်တော်တင်မယ်နက်ခွာခိကန်တယ်ဂိုးတယ်ခင်ဗျာဒီမော်တစ်တော့အခြေပါဝိုးတကူတော့အလှပေါဆုံးပုံစံနဲ့လူစားဝင်လာပြီးတင်ကိုတကူဖြစ်ရယူပေးခဲ့ရလဲဖြစ်ပါတယ်ရန်ကုန်တင်မယ်ရလာပြီးပြီးတော့သွားတယ်ရန်ကုန်တင်မယ်ရှိုလဲနာဂိုးပြီခင်ဗျာတင်ကိုတွေကသူသွင်းလိုက်ကိုသွင်းလိုက်နေတော့တော်တော်လေးကောင်းမွန်တဲ့အနေထားမှာတော့ရောက်ခဲ့ရလဲဖြစ်